ဘဝမှာပထမဆုံးချိန်ဓလိကားထဲမှာအချိန်ကြာကြီးပိတ်မိခံနေရတဲ့အောင်မေခန့်တရုတ်ဆောင်အောင်မေခန့်ကတော့သူ့ရဲ့ဆက်လှုပ်ရှားပွဲကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုကိုပြောပြခဲ့ပါတယ်။ဓလိကားထဲမှာပိတ်မိနေခဲ့တာဖြစ်ပြီးစဖြစ်ချင်းမှာတော့ပြုတ်ကျသွားခဲ့တယ်လို့ထင်နေရကြောင်းအလွာအရာဟိုမရောက်ဒီမရောက်ဖြစ်နေတဲ့ဂျာနီယာကနေရက်တန့်သွားခဲ့ပါတယ်။ဒီလိုမျိုးတစ်ခါမှမကြုံဘူးပေမဲ့မိပြတ်သွားခဲ့တာကြောင့်ယခုလိုမျိုးကြုံတွေ့ရတဲ့ပုံမှာထိတ်လန့်ခဲ့တယ်လို့သူကတော့ပြန်လည်ပြောဆိုခဲ့ပါတယ်။ဓလိကာအတွင်းပထမဆုံးအကြိမ်ရုတ်တရက်ပိတ်မိခဲ့ပေမဲ့တည်တည်ငြိမ်ငြိမ်နဲ့ကြော်ဖြတ်နိုင်ခဲ့တဲ့တရုတ်ဆောင်အောင်မင်းခန့်အော်ရာရဲ့ဖေဖေတရုတ်ဆောင်အောင်မင်းခန့်ကသူ့ရဲ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်ဓလိကာထဲမှာပိတ်မိခဲ့တဲ့စိတ်လှုပ်ရှားပွဲဖြစ်စဉ်တစ်ခုကိုလူမှုကွန်ရက်မှာမျှဝေပြောကြားလာပါတယ်။လျှက်စစ်မီပြတ်တောက်သွားတာကြောင့်ဓလိကာကအထက်တွေရဲ့ကြားနေရာဟိုမရောက်ဒီမရောက်အခြေအနေမှာရုတ်တရက်ရက်တန့်သွားခဲ့တာဖြစ်ပါတယ်။အောင်မင်းခန့်ရဲ့ပြောပြချက်အရာဖြစ်ခါစားမှာဓလိကာပြုတ်ကျသွားပြီလို့တောင်ထင်မှတ်ခဲ့ပြီးတော့အရင်ကတခါမှမကြုံဘူးတဲ့ဖြစ်ရဖြစ်တာကြောင့်ချွေးစိုးတွေပြန်ပြီးတော့အတော်လေးထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်းသိရပါတယ်။ဒါပေမဲ့လည်းသူကတော့ဘေးကင်းအောင်ကူညီပေးခဲ့ကြတဲ့သူတွေကိုကျေးဇူးတင်စကားဆိုရင်းနဲ့အဲ့ဒီအခြေအနေကိုတည်တည်ငြိမ်ငြိမ်နဲ့ပဲအကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့လျှက်စစ်မီအခြေအနေတွေကြောင့်အထက်မြင့်အဆောက်အုံတွေမှာနေထိုင်ကြတဲ့သူတွေနဲ့ဓလိကအသုံးပြုသူတွေအနေနဲ့အထူးသတိထားပြီးတော့သွားလာကြဖို့လိုအပ်ကြောင်းပရိသတ်တွေကအချင်းချင်းသတိပေးနှိုးဆော်နေကြပြီးတော့အောင်မင်းခန့်ကိုလည်းအဆင်ပြေပါစေလို့ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်ရှင်။တာမျက်နှာကြောင့်တီးခန့်ခဲ့ပေမဲ့လွန်လာလို့တရားစွဲတော့မယ်ဆိုတဲ့ငြိမ်မြတ်သူအရင်ဒီဆုံးတငယ်ချင်းနဲ့ဖောက်ပြန်ခဲ့တဲ့ခင်မုံဖြစ်သူကိုငြိမ်မြတ်သူတယောက်ကတော့ဘလို့မှတီးမခန့်နိုင်တော့ဘဲနဲ့တရားဥပဒေအရရင်ဆိုင်ဖို့အတွက်ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။တာလေးရရွှေရေးကိုငဲ့ညာပြီးတော့ဆက်စရရလိလူရှူထားခဲ့ပေမဲ့တစ်ဖက်ကအရှက်မရှိလွန်လာခဲ့တာကြောင့်အထောက်ထားခိုင်မာနဲ့တရားစွဲဆိုတော့မယ်ဖြစ်ကြောင်းသိရပါတယ်။အမတ်တရားဘက်ကနေရက်တည်ခဲ့တဲ့မိခင်တယောက်အနေဖြင့်အောင်မြင်နိုင်စေဖို့အတွက်လည်းပြည်သက်တွေကတော့ဝိုင်းဝန်းကူညီပေးနေခဲ့တာတွေ့ရပါတယ်။ငိမ့်မြတ်သူနဲ့တားလေးပေါ်မှာဖောက်ပြန်ထားတဲ့အထအကာကျော်နဲ့ဆက်ဆက်နေသူအမျိုးသမီးကိုဖမ်းခံထားရပြီလို့လည်းသိရပါတယ်။ငိမ့်မြတ်သူဟာသူမနဲ့တားလေးတို့အပေါ်မှာဖခင်မပီးတာပဲနဲ့ဖောက်ပြန်သွားခဲ့တဲ့ခင်မွန်းဖြစ်သူထအကာကျော်နဲ့သူနဲ့ဆက်သွယ်နေတဲ့အမျိုးသမီးကိုတလင်တမယာဥပဒေစနစ်နဲ့အမှုဖွင့်ထားခဲ့တာပါ။အမှုစဖွင့်ခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ကထအကျော်နဲ့အတူဆက်ဆက်နေတဲ့မျိုးသမီး2ဦးအားရန်ကုန်မြို့နယ်ရှိတပ်ဆိုင်ရာရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်းသိရပါတယ်။ငိမ့်မြတ်သူဘက်ကနေအမှုလိုက်ပေးနေတဲ့ရှင်းတွေကလည်းစစ်ဆေးမမြတ်နေတဲ့ချိန်မှာအမှုတင်မှုအတွက်ပြင်ဆင်နေတဲ့ချိန်မို့တာဝန်ကျအရာရှိတွေပြင်ဆင်ရတာခက်ခဲတာကြံ့ကြာလာတွေဖြစ်မှာဆိုလို့နေရာကိုတိကျမပြောသေးဘူးလို့သိရပါတယ်။တရားရုံးတင်မဲ့ရုံနောက်ကျချိန်မှာတော့အတိပေးမယ်လို့ပြောဆိုခဲ့ပါတယ်။ညီမလေးငိမ့်မြတ်သူကတော့ထင်ထားတာထပ်ပို့ပြီးတော့တင်းငိမ်နာမှုစိတ်လည်းမပူရဘူးလို့ထင်ရကြောင်းငင်းကိုကုညီဆောက်ရှောက်ပေးနေတဲ့အမတွေနဲ့ကျွန်တော်တို့ဘက်ကဥပဒေရေးရာကိုနီလန်တကြကူညီဆောက်ရှောက်ပေးမှမို့အားလုံးကိုစိတ်ချကြဖို့အတွက်လည်းငိမ့်မြတ်သူကိုကူညီဆောက်ရှောက်ပေးနေတဲ့ရှင်းတွေကယခုလိုမျိုးပြောပြ